ဒီတချင်းလေးကတော့အချစ်ကိုဒန်ကြီးလို့မြင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အိမ်မက်လိုပဲပျောက်ကွယ်သွားတဲ့အချစ်အကြောင်းကိုနူးညံ့ပြီးဝမ်းနည်းဖွယ်ဖော်ပြထားတာပါဘာတချင်းလေးဖြစ်မလဲနားဆင်ကြည့်လိုက်ရအောင် And now you're my window image yeah love me yin with my colo yin ဒီတချင်းစားသားလေးကတော့နေဝင်ချင်းနဲ့တိတ်ဆိတ်လာပါမှုနဲ့ချစ်သူနဲ့တူရှိတဲ့အေးချမ်းမှုကိုပေါင်းပြီးအချစ်ကြောင့်လောကကြီးတစ်ခါထပ်မှအသက်ဝင်လာတယ်လို့ခံစားရတာကိုအသက်ဝင်စားသားလေးနဲ့ပေါ်ကျူးထားတာပါ Naka sonne moteya ni ne la ye chelwe waya awe ga la re kaung thoda shin na phaya ro pyo myu အချစ်တစ်ခုကအရန်လှပသည့်ပြပြဆုံးတဲ့တနာရီကပါတစ်ခုလို့ဖော်ပြထားတာစာသားထဲမှာပါတဲ့နေလကျဲနတ်ပြောင်းတွေကပါဒီအချစ်ကိုအားပေးနေတယ်လို့ထင်ရတယ်ဒါပေမဲ့တချင်းတစ်ပုလုံးအမြင်နဲ့ကြည့်ရင်ဒီလို perfect scene ကတကယ်မဟုတ်ပဲအိမ်မက်တစ်ခုလိုပဲဖတ်သွားမဲ့အရာဆိုတာကို hint ပေးထားတာပါအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ